အားလုံးပဲမင်္ဂလာပါ Special Football ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်တင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာတော့မနေ့ညကကန်သွားတဲ့ Manchester United တင်နဲ့ Chelsea တင်တို့ရဲ့ပွဲစဉ်ကိုကျွန်တော်အနေနဲ့ပွဲပြီးသုံးသက်ချက်အနေနဲ့ကျွန်တော်အမြင်ကျွန်တော်တို့ရဲ့အမြင်ပေါ့ကျွန်တော်အနေနဲ့သုံးသပ်ပေးပြစေပထမအဆုံးအနေနဲ့ Manchester United အသင်းကတော့သူ့ရဲ့ကစားကွက်ပုံစံတိုင်း3-4 နှစ်နဲ့ပွဲထွက်လာပြီ။ Chelsea ကတော့4-5နှစ်နဲ့ပွဲထွက်လာတယ်။ဒါပေမဲ့ဒီနေ့ပွဲမှာပွဲစ4မိနစ်မှာတင်Robert Sanchez ထုတ်ခံလိုက်ရတယ်။ Robert Sanchez ထုတ်ခံလိုက်ရတဲ့ဟာကတော်တော်လေးကို Chelsea နဲ့ Manchester United အသင်းရဲ့ဂျာဘယ်လိုပြောမလို့တယောက်ရော့နေတဲ့အချိန်မှာ Chelsea နဲ့ Manchester United အသင်းရဲ့ဂျာအများကြီးတော့ကွာခြားချက်တော့မရှိဘူး။ Chelsea အသင်းကတော့ခံစစ်ပိတ်ဆိုတဲ့ Manchester United ကတော့ဘောလုံးကိုတေချာခိုင်းဆော့ပြီးတော့ကိုရဖို့အတွက်ကိုရိုက်တင်ဘောတွေအဲ့လို corner တွေ free kick တွေကနေပြီးတော့သူတို့စူးစမ်းခဲ့တယ်ပေါ့ဒါဒီနေ့ပွဲမှာတော့နှစ်သင်းလုံးမှာ Manchester United အသင်းအနေနဲ့လည်းရင်ပွဲတွေကထပ်ပို့ပြီးတော့စူးစီးမှုအားကောင်းခဲ့တယ် Bruno Fernandes တော်တော်လေးမောင်းတင်ပြီးတော့ကစားနိုင်တာကိုတွေ့ရတယ်တော်တော်လေးလည်းကောင်းတယ်သူအနေနဲ့စိတ်သက်ပြင်းပြရတယ်ပေါ့ဗျာနိုင်နေတဲ့ချိန်မှာဆိုရင်တော်တော်လေးကိုစိတ်သက်ပြင်းပြရတယ်အဲ့လိုမျိုးဒါကတော့နောက်မှထပ်ပြောပြမယ် Chelsea အသင်းဘက်ကိုကြည့်မယ်ဆိုရင် Chelsea အသင်းအနေနဲ့ကတော့ဘယ်ပွဲအနေနဲ့ကျွန်တော်တို့ Chelsea အသင်းအနေနဲ့ကတော့ဘယ်အသင်းနဲ့ပဲတွေ့ဘယ်ဟိုဟာနဲ့ပဲတွေ့ Chelsea အသင်းကတော့အထာလေးမြဲ40ပဲဒီနေ့ပွဲရဲ့ Robert Sanchez หนีသွားတဲ့အလုံးဆိုရင်လည်း Chelsea အသင်းရဲ့ကစားသမားတွေအထာလေးမှုကနေပြီးတော့တဆင့် Benjamin Sesko ကချလိုပါကိုခေါင်းဦးပြီးတော့ကြော်ယူသွားတဲ့ချိန်မှာဟုတ်တယ်အဲ့ကနေပြီးတော့စခဲ့တာအဲ့မှာကိုသမား Robert Sanchez အနေနဲ့ဆိုရင်တော့ကျွန်တော်အနေနဲ့တက်เสียရှေ့ကိုတက်เสียမလိုဘူးလို့တော့ထင်တယ်ဘာလို့လဲဆိုတော့နောက်တန်းဆန္ဒဘက်2ယောက်တောင်နောက်ကနေလိုက်လာပြီပဲဗျာအဲ့ဒါမှဟိုမဖြစ်ဘူးဆိုလဲကိုသွင်းခံလိုက်ပေါ့ကိုသွင်းခံလိုက်တယ်ဆိုရင်တော့မှ Chelsea အသင်းအနေနဲ့အများကြီးပြန်လာနိုင်ပြီးတော့အများကြီးလောက်ပြနိုင်လောက်မယ်တော့ထင်တယ်ဒါပေမဲ့လည်းပွဲစ4မိနစ်မှာတင်တယောက်ရော့သွားတဲ့အနေထားနဲ့ Chelsea အသင်းအနေနဲ့တယောက်ရော့သွားတဲ့အနေထားမှာ Chelsea အသင်းအနေနဲ့တောင်ပန်ကစားသမားတွေကိုပြိုင်လူတွေထုတ်ပြတယ် Petronado Petronado တို့ Istanbul တို့ထုတ်ပြတယ်ထုတ်ပြပြီးတော့သူအနေနဲ့နောက်တန်းကစားသမားကွင်းလက်ကစားသမားတွေကိုထည့်တယ်ဒီနေ့ပွဲမှာChelsea အသင်းအနေနဲ့ကျွန်တော်ပထမပိုင်းမှာဆိုရင်တော့တိတ်တော့တယောက်ရော့နေတဲ့အနေထားမှာနှစ်ကိုးပေးလိုက်ရတဲ့အနေထားကလည်းကျွန်တော်အနေနဲ့ Chelsea အသင်းပထမကိုးပေးလိုက်ရတဲ့အနေထားမှာဆိုရင်Chelsea fan အများစုကျွန်တော်တို့ Chelsea fan အများစုပြောကြတာချက်လိုပါနဲ့ Robert Sanchez ကိုပဲဇိကကြတာများတယ်ဗျဒီနေ့ပွဲမှာ Chelsea အသင်းအနေနဲ့တပွဲလုံးခြုံငုံကြည့်မယ်ဆိုရင် Chelsea အသင်းအနေနဲ့အမားတွေအများကြီးလုပ်ခဲ့တယ်နောက်ပြီးတော့ Manchester United အသင်းအနေနဲ့အရင်ကောင်းလို့နိုင်ရရှိသွားတာတော့မဟုတ်ဘူးကျွန်တော်တို့အသင်းကို Chelsea အသင်းကို Manchester United အသင်းထက်ကိုတော်တော်ကြီးကိုရော့နေတဲ့အနေထားနဲ့ပြီးတော့တယောက်ရော့ရတယ်လည်းဖြစ်သွားတဲ့အနေထားမှာ Manchester United ကတော့အကောင်းဆုံးခွင့်ရကိုတုံးချသွားတယ်လို့တော့မြင်တယ်ပထမကိုဆိုရင်လည်းတော်တော်လေးကိုကောင်းတယ်ခေါင်းတိုက်ချပေးတဲ့အလုံးကို Bruno Fernandes ကပိတ်သွားတယ်ဒုတိယလုံးဆိုရင်လည်းအဲ့လိုပဲဒုတိယလုံးမသွင်းခင်မှာအာမက်ဒီယာလိုကိုစီကျော်သွားတဲ့အလုံးကက်စမဲရိုလန်တင်ပေးတဲ့အလုံးဆိုရင်တကယ်တမ်းဆိုရင်ဒိုင်လူကြီးတွေရဲ့လုံပုံကတိတ်တော့မဟုတ်ဘူးလို့ကျွန်တော်ထင်တယ်ဘာလို့လဲဆို VAR ကြည့်စရာမလိုတဲ့အလုံးတွေဗျမလို့ကိုစီကျော်သွားတာကိုတောင်မှသူတို့ကောင်းမဆုံးဖြတ်နိုင်တော့ဘူးလားအဲ့လိုမျိုးဒိုင်လူကြီး Premier League ဒိုင်တွေကိုတော့မေးခွန်းတော့ထုတ်ရမယ်ဘာလို့လဲဆိုတော့ကိုစီကျော်သွားတဲ့လုံးတောင်မှဒီယာလိုလန့်တင်ပေးလိုက်တော့ Chelsea ကောင်တွေကလက်ထောင်ပြီးတော့ခိုးအောက်တောင်းတဲ့ချိန်မှာလန့်တင်ပြီးတော့ကက်စမဲရိုအဲ့လုံးခေါင်းတိုက်သွားတယ်ဒါပေမဲ့လည်းကက်စမဲရိုနောက်ခဏမိနစ်ကြာတော့သူဒုတိယကိုသွင်းခဲ့တယ်ပေါ့အဲ့ကိုစီကျော်သွားတဲ့လုံးဆိုရင် VAR check တွေပြန်လုပ်နေရဗျအဲ့ဒါကြီးတော်တော်လေးကိုမမိုက်ဘူး Chelsea အသင်းအနေနဲ့ဂျာအိုဘတ်ထိုဟိုမက်ဇွာရီလောက်ခဲ့တဲ့လုံးဆိုရင်ဘယ်လိုပြောမလဲပင်နယ်ပေးရင်လည်းရတယ်မပေးလို့လည်းရတဲ့အနေထားပါဒါပေမဲ့မပေးခဲ့ဘူးပေါ့ဗျာဒုတိယပိုင်းမှာဆိုအဲ့မှာ
ပထမပိုင်းမှာကက်စမဲရိုကထပ်ပြီးတော့ကိုသွင်းခွင့်ရသွားတယ်အဲ့အနေထားမှာဆိုရင်လေချဲစီသင်းအနေနဲ့တခုဒီနေ့ပွဲမှာတခုဘယ်လိုပြောမလဲမန်ချက်စတာယူနိုက်တက်ရဲ့ရိုက်တင်ဘောတွေကိုချဲစီသင်းအနေနဲ့ကောင်တာဖမ်းတဲ့ချိန်မှာနည်းနည်းလေးတော့အောက်ဆိုင်ဖမ်းတဲ့ချိန်မှာနည်းနည်းလေးတော့လွဲချော်မှုတွေရှိပြီးတော့တယောက်ကချပေးလိုက်တယောက်ကပိတ်သွားလိုက်အဲ့လိုမျိုးဒုတိယအလုံးကက်စမဲရိုရှူသွားတဲ့လုံးဆိုနောက်ခံလူရီစီချင်းအနေနဲ့သူ့အနေနဲ့ရှင်းထုတ်လိုက်တယ်ဒါပေမဲ့ပြက်သားတဲ့ရှင်းထုတ်မှုမဟုတ်ဘဲနဲ့ခေါင်းပေါ်ပြန်ကျလာတဲ့အနေထားမှာလူလျှောဘယ်လိုပြောမလဲခေါင်းတိုက်တဲ့အချိန်ကဒီတိုင်းအချိန်မီဝဲတိုက်တာနဲ့အချိန်ယူပြီးတော့ပြေးတိုက်တာနဲ့ဆိုရင်အချိန်ယူပြီးပြေးတိုက်တာပို့ပြီးတော့ထိရောက်ခဲ့ဗျာအဲ့မှာလူလျှောတိုက်လိုက်တဲ့အချိန်မှာဘောလုံးကအဲ့မှာလူလျှောခုံပြီးဝင်လိုက်လူလျှောနဲ့တော့မထိသွားဘူးနော်အဲ့မှာနောက်တန်းအနေနဲ့နိုင်ယူကစားသမားတယောက်ကိုထိပြီးတော့အဲ့မှာကက်စမဲရိုဟိုဟာကက်ဟုတ်တယ်ကက်စမဲရိုပိတ်သွားတယ်ပေါ့ဗျာအဲ့လိုမျိုးဘယ်လိုပြောအောင်ပထမပိုင်းမှာတင်ချဲစီအသင်းအနေနဲ့ဂိုးပြန်ရဖို့ကြိုးစားတယ်ဆိုပေမဲ့ချဲစီအသင်းဂိုးရဖို့ပြန်ကြိုးစားတဲ့ပုံစံကလည်းသူ့အနေနဲ့သူ့နီးစနစ်နဲ့သူတော့ရှိရဘာတုံးဆိုတော့မန်ချက်စတာယူနိုက်တက်အသင်းမှာဝါကကစားသမားတွေများတယ်မနေ့တော့ဆိုရင်ဒီလစ်တို့လူရှော့တို့လည်းဝါကထိတယ်ပြီးတော့ဟိုလည်းကက်စမဲရိုတို့လည်းဝါကက်ထိထားတယ်ဗျာအဲ့လိုမျိုးဝါကက်မနေ့ကတော့ဝါကက်တွေနှစ်သိန်းလုံးမှလည်းများပြားခဲ့တယ်မှာကက်စမဲရိုကိုတော့ချဲစီဘယ်လိုပြောမလဲချဲစီအသင်းအနေနဲ့မန်ချက်စတာယူနိုက်တက်အသင်းကတယောက်ပြန်ပြီးမရော့အောင်ချဲစီအသင်းအနေနဲ့လိုက်ကစားတာကိုတော့တွေ့ရတယ်တကယ်လဲမန်ချက်စတာချဲစီအသင်းလှုပ်ခဲပုံကလှုပ်ဖြစ်သွားတယ်ပေါ့ဗျာပထမပိုင်းမှာသူတို့ကျွန်တော်တို့ချဲစီအသင်းတယောက်ပြန်ရောစေခြင်းတဲ့ပုံစံတိုင်းကက်စမဲရိုရော့သွားတယ်ပြီးအဲ့မှာတစ်ချက်ကဘယ်လိုဖြစ်တုံးဆိုတော့မနေ့တော့မိုးတားသေးထန်သွားရွာတဲ့အတွက်ကြောင့်မလို့ကစားသမားတွေအနေနဲ့ပို့ပြီးတော့ချဲစီသွင်းကစားသမားတွေအနေနဲ့ပို့ပြီးပြန်လာဖို့လည်းခက်ခဲသွားခဲ့တယ်ဒုတိယပိုင်းမှာဆိုရင်အန်ဇိုဖာနန်ဒက်ရဲ့ long pass တွေကပေးတော့ပေးခဲ့တယ်ဒါပေမဲ့လည်းရေဝစ်နေရတဲ့တင်သူ့အနေနဲ့ဆင်မပြေဘောလုံးကခိုင်းဆိုအန်ဇိုဖာနန်ဒက်ရဲ့long pass တွေကဘလောက်ကောင်းလဲဆိုတော့ကျွန်တော်တို့အတီးဆုံးဒါပေမဲ့မနေ့တော့ပွဲမှာသူ့အနေနဲ့ကြားဖြတ်နှစ်ယောက်ကြားထိုးပြီးတဲ့လုံးတွေရောလောင်းဘတ်စီရောမှာအန်ဆိုဖာနန်ဒက်အနေနဲ့လုံးမဖြစ်ခဲ့ဘူးသူအနေနဲ့ရိုးဘတ်စင်နေတယ်ပဲအများသောအားဖြင့်ပေးနေရတယ်ပေါ့ဗျာဒုတိယပိုင်းမှာနောက်တစ်ချက်ချဲစီအသင်းအမာကြီးမားခဲ့တဲ့တစ်ချက်ကအဲလက်ဟန်ဒူဂါနာချိုမထည့်ပဲနဲ့တိုင်ယွန်ဂျော့စ်ကိုထည့်လိုက်တာတော်တော်လေးတော့မားတယ်လို့တော့ထင်တယ်ဂျော့စ်အနေနဲ့သူအနေနဲ့လိုက်ပြီးတော့ present ဖိနိုင်နေဆိုပေမဲ့လည်းဂါနာချိုထက်တော့နည်းနည်းငယ်တော့ရော့နေတယ်လို့တော့ထင်တယ်ဂါနာချိုသားတကယ်လို့ပါလာနိုင်မယ်ဆိုရင်သူအနေနဲ့